ရိုက်မှာဒီလိုလားအပေါ်တော့ထုံးလေးပြမယ်လို့နော်တို့ရိုက်လိုက်မှာလားโอเคဆုံးမယ်ဟာဒီလိုလားဟမ်တော့ဒီလိုဒီထိုးကလောရမှာမဲမကြီးနေလို့ရပြီဟောအဲ့မကြဟမ်ဟောရလို့အောက်ဆွဲခါပေါ့ဆွဲခါစစဟောအဲ့အဲ့ဒီထိုးလိုက်ထိုးပြီးတော့ဒီလက်မဒီကိုဖိလက်မဒီအော်ဒီလိုဆွဲခါဩခွာနေတယ်အမလားရေးပြောတော့မယ်ဒီကောခွာပြီးတော့အမလားရေးပြောပါအာဒီနေ့ပြီးတော့မယ်ရောကျွတ်စားမို့လေအကျော်တင်းတယ်လို့โอเคကျွတ်စားပါလားโอเคဒါတော့ကျွတ်စားကြောတင်းလို့နော်ခွာမရတာပေါ့နော်ရပါတော့မယ်လို့အုံခဏဆောက်ရအောင်သူလည်းခွာပြီးတော့အမတော့ရေးပြောသွားထုတ်ဝယ်ကြနေတာလက်နဲ့ခွာတော့ဒုံးမလို့ရောမြန်မာလိုပဲခွာရတော့ပြီးရောလားဟောရေအောင်စုပ်ရမလို့တော့အမတော့လောက်ပြောရလာပြီအုံဟာဒီကပါလေဒါလို့ခေါ်ရဲဒီစေးကိုကြောင်စုံစေးလားပလဲလားဖယုံလားဖယုံရေးစေးလိုက်မလက်တွေပြေသွားဟောလက်စေးရမှာဒါမစေးရဒီတက်မစေးတော့ဟိုမှာရေဘူးတွေရကုန်စေးတော့ရမှရေဘူးရဒါပြီးတော့နောက်ဆုံးတော့လည်းတော်တော်ခက်တယ်တလုံးမလားပြေးပါနဲ့စားမဟုတ်တလုံးမလား900နဲကိုထောင်ရောင်းမလုပ်ပါဘူး300လောက်ဒီခေတ်က300လောက်ဘာမှမဟုတ်300မာပြလေးတော့900ဖြစ်နေပြီအုံးလေးပိတ်လိုက်ပြီနော်ပိတ်လိုက်တော့